ဈေးအရန်ပေါ်နေလို့ဆိုပြီးတော့လုံးဝအထင်သေးလို့မရတဲ့အထဲမှာ Novo brand ပါတယ် Novo ကလေတကယ်ကိုမှနာမည်တစ်ခုနဲ့ရက်တည်နေရလဲမပြောနဲ့သူက budget ကိုအရန်ကိုစေ့ဖြစ်ပြီးတော့သူ့ကထွက်တဲ့ပစ္စည်းလေးဆိုတကယ်ကိုမှ quality ထိမိနေရမျိုးမို့လက်တွေ့တွေ့ရတယ်ပေါ့နော်မို့ကိုဆိုလို့ရှိရင်သူကဘာတွေသုံးဘူးလဲဆို mascara တွေပြီးလို့ရှိရင် eyeshadow တွေသုံးဘူးရသုံးဘူးတစ်လောက်လဲတော်တော်လေးကို quality ထိရောက်တာကိုတွေ့ရတယ်အခုလက်ရှိဈေးကွက်ထဲမှာအရန် hit ဖြစ်နေပြီးတော့တော်တော်လေးကိုနာမည်ကြီးနေတဲ့ Novo ရဲ့ triple makeup ဆိုင်မှာရောက်ထားပြီပေါ့နော် triple makeup ဆိုတဲ့အတိုင်းပဲသူ့ကိုလိမ့်ပြီးရတယ်ပလဲလုံးလေးလိုပဲမျက်နှာလေးကမွတ်ထွက်ဥအပ်သွားတာမျိုးပေါ့သူ့ရဲ့ foundation က velvet foundation လို့ပြောထားတဲ့အတိုင်းပဲသူ့ရဲ့တက်ချလေးဆိုလုံးဝနုနုညံ့ညံ့နုနုအီလေးနဲ့သွားတယ်ပေါ့နော်အသားဖြူသူညိုသူသုံးလို့ရတယ်သူကအဝါဖောက်လေးလာတာကိုတွေ့ရတယ်ပေါ့အသားအရန်ဖြူတဲ့သူဆိုလို့ရှိရင်အပေါ်က two way ကိုဒါကိုသုံးပြီးအပေါ်က two way ကိုနည်းနည်းလေးဖြူတာလေးသုံးပေးပေါ့အသားအရန်ညိုတဲ့သူတွေဆိုရင် two way ကိုနည်းနည်းဖြူတာလေးနဲ့ဒီလိုမျိုးလေးအစားထိုးပြီးသုံးလို့ရတယ်ပေါ့နော်ဒါပေမဲ့တကယ်ကိုမိုက်တာတိလာမို့ကိုအခုစမ်းပေးထားတယ်လုံးဝပုတ်ကြည့်လိုက်တဲ့အခါမှာလဲလုံးဝနုနုညံ့ညံ့လေးနဲ့အသားတွေကိုချက်ချင်းဟိုမှာအသားနဲ့တစ်ထက်ထဲကျသွားတာကိုတွေ့ရတယ်ပေါ့နော် triple makeup တကယ်နာမည်ကြီးရတယ်ပြောတယ် Novo ကဈေးတန်တန်လေးနဲ့ quality တကယ်ဟိုမှာထိမိနေတဲ့အရာတွေကိုပေးရပေါ့နော်